လူတစ်ယောက်ကမြေချင်းတူးနေတော့သူခြေထောက်နာနဲ့နှိုးတွေစိမ့်ထွက်လာတာကိုတွေ့လိုက်ရပါတယ်။သူကမော့ကြည့်လိုက်တဲ့အခါသူကောက်ယူလိုက်တဲ့ဇလုံးထဲကနေနှိုးတွေပန်းထွက်နေတာကိုမြင်လိုက်ရတာပါ။သူကသူမှရှိသမျှခွက်တွေထဲကိုဖိလိုက်ပေမဲ့ဇလုံးတွေကနှိုးတွေကတော့ဘယ်တော့မှမကုန်းသွားခဲ့ပါဘူး။ဒီဇလုံးကဖြစ်စည်းတွေကိုအကန့်အသတ်မရှိပွားပေးနိုင်တယ်ဆိုတာကိုသူသဘောပေါက်ထားခဲ့ပါတယ်။မကြခင်မှာပဲဒီလူကြီးကအဲ့ဒီဒေသမှာအချမ်းသာဆုံးသူဖြစ်လာပါတော့တယ်။ဒါကတခိုးတယောက်ကိုမျက်စိကျစေခဲ့ပါတယ်။ညဖက်ရောက်တော့ဒီတခိုးကအိမ်ထဲကိုခိုးဝင်ပြီးဒီမော့ဇလုံးကိုခိုးယူသွားခဲ့ပါတယ်။အတန်းကြောင့်လုံချိုရဲဝန်ထမ်းကနှိုးသွားပြီးတခိုးနောက်ကိုလိုက်ဖမ်းပါတော့တယ်။ဒီတခိုးကပြေးရင်နဲ့ခတ်လုတိုင်မိပြီးဇလုံးကိုစီးဆင်းနေတဲ့မြေထဲကိုပြုတ်ကျသွားစေခဲ့ပါတယ်။အချိန်နှဲငယ်ကြာပြီးနောက်မှာတော့အမျိုးသမီးတစ်ယောက်ကမြေကမ်းနားမှာရတနာတွေနဲ့ဖြည့်နေတဲ့အဲ့ဒီဇလုံးကိုကောက်ရသွားခဲ့ပါတော့တယ်။ဒါကိုရိုးရိုးလေးပဲလို့ထင်ပြီးတော့ဒီအမျိုးသမီးကမုတ်တစ်ခုထည့်လိုက်ပါတယ်။သူမအံ့တော်သွားရတာကအဲ့ဒီမုတ်တွေကအများကြီးပွားလာတာပါပဲ။ဒီလိုရွှေချက်ကိုတီးသွားရဲ့ပါးနာတဲ့ဒီအမျိုးသမီးကငွေစက်ကူတွေလက်ကိုအထဲထဲထည့်လိုက်ပြန်ပါတယ်။နောက်တစ်စက္ကန့်မှတင်ငွေစက်ကူတွေကလည်းအများကြီးပွားလာပါတော့တယ်။ဒီအမျိုးသမီးကတော့ဖလော်လုံးလုံးမဆုံးဖြစ်နေပါပြီ။သူမကရတနာတွေပွားပေးနိုင်တဲ့ဒီမော်အိုးကြီးကိုမြေကြီးထဲမှာအမြန်ပဲဝှက်ပြီးမြုပ်လိုက်ပါတယ်။ပြီးတော့ရလာတဲ့ပိုက်ဆိုင်တွေကိုဘာမှတော့အပ်လိုက်တာပေါ့။ဒါပေမဲ့အကျိုးဆက်အနေနဲ့သူမထောင်ကျသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ဒီမော်အိုးကပုံတူပဲပွားပေးတာဖြစ်လို့ငွေစက်ကူတွေအားလုံးမှာစီရီယယ်နံပါတ်တွေကအတူတူဖြစ်နေလို့ပါပဲ။တကယ်လို့သင်သားဒီလိုရတနာတွေပွားပေးတဲ့အိုးတလုံးကိုပိုက်ဆိုင်ထားမယ်ဆိုရင်အထက်ကိုဘာတွေထည့်ချင်ပါသလဲ